တရင်ကောင်းမင်္ဂလာပါတင်ဒီကဲတင်ချင်းကိုရရှိပြီးထာဝရအသက်ကိုပိုင်ဆိုင်ထားပါသလားဟုတ်ပါသည်တင်ဒီကဲတင်ချင်းကိုလိုအပ်ပါသည်ထိုတရင်ကိုကြားနာရန်တင်ဒီမှန်ကန်သောသူဖြစ်ပါသည်အမှန်တကယ်အားဖြင့်လူသား၏အသက်တာဆုံးတွင်တွားရမည့်နေရာမှာနှစ်ခုသာရှိပါသည်မိဖြင့်ထာဝရအဖြစ်တန်ခံရမည့်နေရာသို့မဟုတ်ဘုရားသခင်နှင့်အတူထာဝရအသက်နှင့်ကယ်တင်ခြင်းကိုရရှိမည့်နေရာဖြစ်ပါသည်တင်ဤအဆုံးသက်နေရာသည်တင်ဤကိုပိုင်ဆုံးဖြတ်ချက်ပေါ်မူတည်ပါသည်ဘုရားသခင်နှင့်အတူကယ်တင်ခြင်းကိုရရှိကာကောင်းကင်ဘုံကိုထာဝရအသက်ဖြင့်နေလိုပါလမ်းတလမ်းသာရှိပါသည်ထိုလမ်းမှာအပြစ်ကိုဝန်ခံတဲ့အရှင်ယေရှုကိုယုံကြည်ခြင်းဖြင့်ယုံကြည်ပါခြင်းဖြစ်ပါသည်ယနေ့တင်ယုံကြည်ရန်ဆုံးဖြတ်ပါကယ်တင်ခြင်းကိုတင်ရရှိပြီးဖြစ်ပါသည်ယေရှုပြုလေစိတ်နှလုံးပြီးဖြင့်အောက်ပါစကားများကိုဆိုပါအရှင်ယေရှုယနေ့ကျွန်ုပ်သည်ကိုတော်ကိုယုံကြည်ပြီးကျွန်ုပ်၏အရှင်နှင့်ကယ်တင်ရှင်ဖြစ်လက်ခံပါသည်ကျွန်ုပ်၏နှလုံးထဲသို့ဝင်ရောက်လာရဲ့ကိုတော်၏လမ်းမကျွန်ုပ်ကိုလမ်းညွှန်ပါအာမင်ဝမ်းမြောက်ပါစေတင်၏နာမည်သည်အသက်စာအုပ်ထဲတွင်မှတ်တမ်းတင်ထားပြီးဖြစ်ကာယနေ့တင်သည်ကောင်းကင်ဘုံကိုထာဝရအသက်၏ယေရှုတော်ကိုရရှိပြီးဖြစ်ပါသည်